စီငါဥစ္စာငါအိမ်ငါရငါလေပါဒါတွေအလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒါတွေအလုံးတိုးလို့သာငါပိုင်ဆိုင်ကြီးလူတွေအလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်အိုလူသားသိချာစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့တူယူသွားနိုင်မလားစဉ်းစားပါသိချာစဉ်းစားကြည့်ပါဦးပစ္စည်းငါဥစ္စာငါအိမ်ငါရငါလေပါဒါတွေအလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒါတွေအလုံးတိုးလို့သာငါပိုင်ဆိုင်ပြီလူတွေအလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ဟိုလူသားသိချာစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့အတူယူသွားနိုင်မလားစဉ်းစားပါသိချာစဉ်းစားကြည့်ပါဦးဘဝကြွားနေလေမထောင်လွှားနေလေကိုယ်နိုင်ရှိတဲ့တရားတွေဟာဖျားပေးလို့သာမိုးကောင်းကင်နဲ့ကဘာမြေကြီးကိုဖန်ဆင်းထားတဲ့ဖျားခင်သာအလုံးကိုပိုင်ဆိုင်တဲ့ပိုင်ရှင်စစ်ပါအလုံးကိုပိုင်ဆိုင်တဲ့ပိုင်ရှင်စစ်ပါ